Fufuto channel က Playget လေးတွေကိုပြပေးမယ်ပေါ့နော်ဒါကကြတော့ Playget လေးတွေကကြတော့89ပေါ့နော်ပြန်ချုပ်ပေးရမှာမလို့ပါဖြစ်လို့လဲဆိုတော့ဒီမှာချုပ်ပြီးသားဟာတွေကဒီလိုမျိုးဖြစ်ကုန်လို့ပါအသားတွေခြေသားတွေကထွက်နေလို့ပါနော်အညိုရောင်လေးရပြပေးမယ်နော်အညိုရောင်လေးတွေကကြတော့3ခုရှိတယ်နော်အဲ့ဒီ3ခုကကြတော့ပိုးထည့်ပေးရတော့လို့ပါတောင်းခုရှိတယ်နော်ဒီမှာတစ်ခုတောင်းထက်ရှိတယ်အဲ့ဒီတောင်းထက်ကပိုးထည့်ပဲရလို့အဲ့ဒါ69ပဲလောက်ပြလိုက်တယ်နော်ဒီတောင်းထက်တက်ထားလိုက်ပါမယ်ပြီးတော့ Playget နောက်တစ်ခုရှိတယ်အဲ့ဒီ Playget ကြတော့ဒီ Playget လေးဒါကြတော့ယောက်ျားလေးဝတ်တုံးနေအများအစိမ်းရောင်လေးဆိုတော့ဒါလေးကလည်းလှပါတယ်ဒီ Playget လေးရပြန်ချုပ်ခတ်မဆို89လေးပဲဖြစ်ပါတယ်ပြီးပါပူပြီးလို့ရှိရင်မျိုးရဲ့ရှေ့တောင်ပိုင်း30ခန့်မှာဒီဘက်ဆောင်လို့ဒီနော်ဒီအနီရောင်လေးဆိုလို့ရှိရင်တော့အနီကြီးတစ်ခုပဲပါဒါကြတော့အနီရောင်နဲ့နည်းနည်းဝင်နေပေါ့နော်အဲ့တောင်မလို့ဒီတောင်ခုဒီပန်းရောင်လေးနဲ့ဒီအနီရောင်လေးနဲ့ကောင်းထည့်လိုက်မယ်နော်ဖူးတူကအဲ့ဒီဟာလေးကကြတော့ဒီမဲ့ပေါ့နော်အနီရောင်လေးနဲ့နည်းနည်းလိုက်လို့ဒီထည့်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လေဖူးတူကဒီဟာလေးရဲ့ကြာနဲ့တူလို့လေအဲ့လိုထည့်လိုက်ရတယ်ဒီတော့ကတက်ကကြတော့မိကလေးဝဲတောင်းနေရကြတော့ဒီမဟာရကြတော့69ပေါ့နော်6ရင်တော့89ရပါတယ်ဒီ Playget လေးရကြတော့89ပဲရပါတယ်6ပြီးသားပေါ့နော်ပြန်6ခါမှမလို့ပြီးတော့ဒီအဝါရောင်လေးနဲ့ဒီတပတ်အဲ့တော့ပါဒီအဝါရောင်လေးကကြတော့59လေးလောက်ပေးလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့သူက6ပြီးသားမှနည်းနည်းဟိုထွက်လို့ဒီအရောင်လေးကလည်းလှရပေါ့နော်59လေးလောက်ပေးလိုက်ပါမယ်ဒီဟာလေးပါတော့59လေးတော့ပါ69လေးပဲလောက်ပေးလိုက်တာလေနော်ဒီအပြာတစ်ခုပဲကျန်တော့ဒီအပြာကျတော့ Playget လေးပဲပေါ့နော်ဒီ Playget နဲ့မတူဘူးဘာဖြစ်လို့ဒါကျတော့ယောက်ျားလေး Playget ဒါကျတော့ပါဒါလူကြီးယောက်ျားလေး Playget ဒါကျခလေးယောက်ျားလေး Playget ပေါ့နော်အဲ့ဒါလေးကလည်းဖူးက69လေးပဲနဲ့69နဲ့ပဲဖူးတို့ရောက်ချပေးလိုက်မယ်နော်ယောက်ျားလေး Playget တရားကျတော့အလုံးပါ4ထည့်ရှိပါတယ်ဒီမဲ့3ထည့်